Premier League ပွဲစဉ်17အပြီးမှာတော့အသင်းကြီးတော်တော်များများတော့ထိတ်တိုက်တွေ့ပြီးကြပြီပေါ့နော်။ဥပမာ Manchester United ဆိုရင်ဒီအသင်းကြီးတွေထဲမှာသူတွေ့ရအသင်းကဒါမရှိတော့ဖြစ်သွားပြီပေါ့နော် International break တစ်ဖြတ်ပြီးမှအသင်းတိုင်းကသူတို့ရဲ့ဟိုသွားနေတဲ့ပြစ်မှတ်တစ်ခုပေါ့နော်သူတို့ဒါချိုးကွစ်တစ်ခုပေါ့ International break ဝင်လာလိုက်တချို့အသင်းတွေလည်း Rathan ကောင်းတဲ့အသင်းတွေတန်သွားလိုက် Rathan ကြပြီးတော့ရုံးကန်ရတဲ့အသင်းတွေကပြင်ဆင်ချိန်လေးတင်ရသွားလိုက်ဆိုတဲ့ဟာမျိုးလေးနဲ့သွားနေရပေါ့ Arsenal ကဒီဟာဒီမှာခက်စစ်အကောင်းဆုံးအသင်းတွေကတသိန်းပေါ့နော်ခက်စစ်ကဒီဟာဒီ7ပွဲမှာ9ဝယ်ပေးထားတယ်3.5ဂိုးတောင်မရှိပေးထားတယ် ။ပွဲပြမြောက်ပေါ့နော် အဲတိုက်စစ်မှာကျတော့ Man City ကအကောင်းဆုံးထဲမှာပါ Man City က23ဂိုးတော့သွင်းနိုင်ခဲ့တယ် အကီတီကေတောင်မှဒါအန်ဝင်တယ်လို့ကျွန်တော်တို့ပြောလို့ရရမယ်သူ့အနေနဲ့လည်းဒါသွင်းကိုအားဖြင့်ဆိုဒါအများကြီးသွင်းထားတာမျိုးမဟုတ် Premier League သွင်းကို3ဂိုးလောက်ပဲရှိသေးတယ်ဆိုတဲ့အနေအထားကဂျာကာလိုကစားသမားမျိုးကိုပြန်ခေါ်လိုက်တယ်ဆိုတဲ့အနေအထားတော်တော်လေးကောင်းတယ်ဒီဟာဒီ Premier League ပွဲစဉ်17အပြီးကိုကြည့်လိုက်တော့ဒီအများဆုံးဒီ distance cover ပေါ့နော်ပြေးလွှားထားတဲ့ကစားသမား Prince Zaka လိုကစားသမားမျိုးဖြစ်သူ့အသက်အရွယ်နဲ့ဒါ124ကီလိုမီတာလောက်ပြေးထားတယ်